အားလုံးပဲမင်္ဂလာပါစာဆိုသံအော်ရီဖို့ channel မှာကြိုဆိုပါရခင်ဗျာယခုဖတ်ပြပေးမှာကတော့စာရေးဆရာကောင်းမြတ်ရေးသားတဲ့မူသားပြရဲ့20ဆိုတဲ့ဘုရုပ်တိုလေးပဲဖြစ်ပါတယ်စာရေးဆရာကောင်းမြတ်ကိုလည်းရိုသေဂရဝပြုပါတယ်ခင်ဗျာနောက်သောဇာတ်လမ်းကောင်းလေးများကိုနားဆင်နိုင်မှုအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာဇာတ်လမ်းလေးကိုနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာကျင်းယုံမရှိတော့လူဝတ္တတာကိုဖွင့်ကြည့်အောင်မှာခြားစီတွေဘေကုံကြီးဆိုသဖြင့်လက်ဘူးပစိုးဖြင့်နှစ်ခါသုံးခါလောက်ပုတ်လိုက်ရသေး၏ပြီးမှသစ်သားတွေကရှေးသူမဲစုဝလေးတွေကိုထုတ်ပုံလိုက်ပြီးအထည်ကောင်းရွေးကြည့်သည်စိန်ဂရီပါအင်ကြီးလေးကဝတ်လို့ရပါသေးတယ်မစိုးသေးပါဘူးရှမ်းအင်ကြီးကလည်းဝတ်နိုင်သေးတာပဲဇင်းမဲလုံးကြီးကိုဖြန့်ကြည့်မိ၏အယောင်မလွင်သေးသို့သောပို့တောက်ထားသည့်အပေါက်လေးတွေတော့ရှိသည်ဟော့တော့လက်နဲ့ထမိန်တွေကင်နေရတာလေဖို့ကြီးရဲ့ငရဲငုံတွေကြည့်အောင်တော့မှာပဲဈေးဝယ်ပြန်လာတော့ဒေါ်ချင်းယုံ၏အတန်းကြောင့်ဖို့တုံငွေလက်ထဲမှလုံးကြီးကိုဖြတ်ခနဲ့လွှတ်ချလိုက်သည်မင်္ဂလာဆောင်သွားရင်မင်းဝစရာဥမာရှိရလားလို့ပါကွယ်ရှိတာပဲဝတော့တာပေါ့တော့ဒီရွယ်ရောက်မှတော့လှဖို့မလိုတော့ပါဘူးဒေါ်ချင်းယုံကဆေးရှင်ကိုချလိုက်ရင်ပြောသည်မင်္ဂလာဆောင်ကိုရှင်ပါလိုက်ခဲ့စေချင်တာမမြခင်တို့ကရှင်းကိုလည်းတွေ့ချင်ကြမှာပဲဒါတော့ဒါပေါ့ကွယ်ဒါပေမဲ့ဆရာလွင်တို့လူကလည်းမတော်လို့ဘယ်ကောင်းမှမလဲတိုက်ဆိုင်အလူနဲ့မင်္ဂလာဆောင်ကလည်းတရထဲဆိုတော့ဒီလိုပဲလူခွဲပြီးသွားကြမှာအစဉ်ပြေတော့တာမပေါ့ဒေါ်ချင်းယုံကဆေးရှင်တဲ့ကဖီးချမ်းငပြောသည်နဲ့ဆေးလိပ်စည်းများကိုထုတ်လိုက်သည်ဆေးလိပ်တွေကလည်းဈေးတက်လိုက်တာလွန်ပါရောကိုပြန်ရောက်တော့သိဈေးတင်လို့ရတာမဟုတ်ဘူးငပြောသည်ကနည်းနည်းတော့စိတ်နဲ့အလုံးကြီးပြေလှလို့ဝယ်လာတာဆိုင်မှာချိတ်ထားရင်မဲ့လာမှာပါဖို့တင်ငွေကထိုင်ရမှတဖြည်းဖြည်းအာယူရထားသည်ငါဆိုင်ကိုတော့တော့မင်းမလာသေးလို့စောင့်နေတာဟုတ်ကဲ့မပြောကြီးထားခဲ့ပါကျုပ်လာမှယူခဲ့ပါမယ်ဩနေဦးသွေးစည်းနဲ့တကြားနဲ့ဖြောလိုက်အောင်မယ်ဆေးတော့ပြီးမှသွားမင်းညကခေါင်းမှုတယ်ဆိုဖို့တင်ငွေပြန်၍ထိုင်ရပြန်သည်ခေပင်နှမ်းကြမှတရွရွတွားသွားနေသောမြင်းနီလန်းလေးကိုငေးကြည့်နေမိ၏အလူမန်းတက်ထဲမှာပရိသတ်တွေကြိတ်တိုးနေသည်ခြေတော့ခုံမှခြေတော့ရင်လှမ်းကြည့်လိုက်၏ဟိုမှာဆရာလွင်မဟုတ်လားဆရာလွင်ရုပ်ကြမသွားသေးဘူးနည်းနည်းတော့ပိုပြီးတောင်ခန့်လာသေးတယ်အဘဒီဘက်ကြွပါဒီမှာထိုင်ပါလူငယ်လေးတယောက်ကသူ့ကိုခေါ်ပြီးမန်းတိုက်ဝဲဘက်ရှမ်းကြည့်လွတ်နေသောနေရာတွင်ထိုင်ခိုင်းသည်နည်းနည်းအိုက်ဆက်နိုင်သလားပဲဆိုင်ကိုဆက်ရောက်သွား၏ဆိုင်ကိုတော့ပိတ်ထားခဲ့ရတာပဲမတက်နိုင်ဘူးမကျင်ယုံကတော့ပြောပါတယ်မေလှသမီးလေးကို10မိနစ်လောက်ထိုင်ခိုင်းရင်ရတယ်လို့ဒါပေမဲ့ကိုကစိတ်မှမချတာဒီကောင်မလေးကကွန်းရတောင်ပေါလန်းတဲ့အောင်ရတတ်တယ်မဟုတ်ဘူးတနေ့ကကြည့်ပါလားကွန်းရပေါ်မှာခြားစီကိုရင်တုပ်ပြီးထုံးကိုနောက်မှတုပ်ရတယ်လို့ကြားဘူးပေါ့ဒီတော့ထုံးတုပ်တံမှာခြားစီတွေပေးကုန်တာပေါ့အဲ့ဒီတုပ်တံကိုထုံးဦးတဲ့စုကနဲ့ဆိုင်လိုက်တော့ထုံးရည်ဖြူထဲမှာခြားစီညိုတွေပြန့်ကုန်ပြန်ရောဘယ်မှာတက်ရပါမလဲဒါနဲ့ငေါက်ပြစ်လိုက်တယ်ကျင်းယုံကတော့ဝင်ပြောပါသေးတယ်တော့ကလည်းတော့ထုံးဦးတဲ့ကိုဘသူကဆင်းပြီးကမှမို့လို့လဲတယ်နင်းလေကိုကဘာမစိုးတန်းရှင်းတက်ရရှိနေမှကျင်းတဲ့ထားကိုဒါဟာအမှုပညာသမားတယောက်ရဲ့မြင်ပဲလားမသိပါဘူးဩအမှုပညာဆိုလို့ဆရာလွင်တို့များကြတော့လေအမှုပညာနဲ့ကြိုးပေးလိုက်တာနော်ခုထိတီးတုံဆိုတော့အမှုပညာဆိုတာအိုတယ်မရှိဘူးဆိုတဲ့စကားဟာဆရာလွင်တို့အတွက်တော့တဲမှန်တာပဲလူကလည်းတကယ်ပါရမီရှင်မဲ့လေအကြာကြီးတွဲခဲ့ဘူးတဲ့လူတွေပဲကိုဝိုင်းကောင်းဆောင်ကြောင်းကိုအတိဆုံးပေါ့ရော့အဘထမင်းစားလက်မှတ်စောစောကနေရာချပေးသောပေါင်းလေးတယောက်မိရထားလက်မှတ်အရွယ်အဝါရောင်ကပြားလေးတစ်ခုလာပေးသူတို့လူကဓမ္မောက်ထမင်းကျွေးတာဆိုတော့ဒီလိုလက်မှတ်တွေပါတယ်နဲ့သေချာကြနာလောက်ရတာကိုဆရာလူကြီးမြေရှင်လောင်းများမန်းတက်ကောင်းရင်ကဆင်းမြင့်ပေါ်မှာသွားထိုင်နေသည်ကိုမြင်ရ၏အနီရောင်လက်မှတ်ရတဲ့ပုဂ္ဂိုလ်များကျွေးရုံကိုကြော့ပါခင်ဗျာအတန်ချက်စင်မှာအော်ဒန်ကိုကြားရ၏မန်းတက်ထဲမှလူချို့ထွက်သွားချသည်ဆရာလွင်နှင့်စကားပြောခြင်းစိတ်တွေရင်ထဲမှတလိမ့်ပေါ်ထွက်လာသည်ဟိုတုန်းကတပင်ဝန်တို့အေဝမ်းတို့မှာဓပြသွင်းတော့ကကျုံခဲ့တဲ့ဖြစ်ပျက်ကလေးတွေပြန်ပြောရင်းတမြုံရတာခံခြင်းသည်ရုတ်တရက်ထရက်ပြီးလူကြားတဲ့တိုး၍လှမ်းလာခဲ့၏အဘဘဲလဲဘဲသွားမလို့လဲစောစောကလူငယ်လေးရောက်လာပြီးဘိုးတင်ငွေအင်ကြီးစားကို
ကျောဘက်မှဆူဆွဲထားရင်ပြပြသလဲမြည်သည်ဖို့တင်ငွေနောက်သို့နှဲငယ်ရိုင်သွား၏ငါဆရာလူနဲ့စကားသွားပြောမလို့ပါကွာလူငယ်ကဖို့တင်ငွေပစိုးအင်ကြီးတို့ကိုမျက်စိချုပ်ရင်းအစုံအစံကြည့်နေမိသည်နေဦးအဘရဲ့ဆရာကြီးကဟိုမှာထိတ်တန့်ပုဂ္ဂိုလ်တွေကိုအခန့်နေတာအဘသွားလို့မဖြစ်သေးဘူးလူငယ်လေးစကားကြောင့်အသာပြန်ထိုင်ပြီးထိုင်နေလိုက်ရ၏ဆရာလူတို့များတဲပြီးကုသိုလ်ကောင်းတာပဲနော်သူ့အလှကိုထိတ်တိပုဂ္ဂိုလ်တွေတောင်လာပြီးရှိမိကြတာပဲမန္တရှိတွင်ကပ်ပေါ်ကားလေးတစ်စီးထိုးရ၏ကားပေါ်မှဝဆာပြုတ်ပြုတ်ပြောင်ပြောင်ဝတ်ထားသောလူငယ်တအုပ်နှင့်အပေါင်းအသင်းများဆင်းလာသည်ပရိသတ်အလုံးဝိုင်းကြည့်နေကြ၏အချို့ကမတ်တပ်ထားပြီးကြည့်ကြသဖြင့်မန္တထဲတွင်ရုပ်ရုပ်သက်သက်ဖြစ်သွားသည်တော်နောင်ဆိုးအဲ့ဒါတော်နောင်ဆိုးလေအဆိုတော်ရုပ်ချင်မင်းသားတော်နောင်ဆိုးပေါ်ဒီတို့ပြောသားများနေရအနှံပြများပေါ်ထွက်လာသည်ခေါင်းရင်ဝိုင်းတွင်ထိုင်နေရမှဆရာလွင်ထားပြီးလျှောက်လာသည်ကိုမြင်ရ၏နာနာရောက်လာရင်တော့နှုတ်ဆက်ဖြစ်အောင်ကိုနှုတ်ဆက်လိုက်မည်ဆရာလွင်လျှောက်လာသည့်လမ်းကြောင်းသည်ဖို့တင်ငွေနှင့်လူနှစ်ယောက်စားလောက်သာရှားသဖြင့်အားတက်နေမိ၏ဆရာလွင်ငါ့ကိုမြင်ပါစေဟောဆရာလွင်ငါတို့နာရောက်လာပြီငါ့ကိုကြည့်နေပြီငါ့ကိုမြင်သွားပြီဆရာလွင်ငါ့ကိုမြင်သွားပြီမျက်လွှာချသွားပါလားနှုတ်လဲမစစ်ပါလားမမှတ်မိဘူးထင်ပါရဲ့ဆရာလွင်ငါ့ကိုမမှတ်မိတော့ဘူးထင်တယ်အေးလေပရိသတ်တွေကများတာကိုလူထဲမှာဆိုတော့ဇဝေဇဝါဖြစ်နေမှာပေါ့မမှတ်မိလို့ပါဆရာလွင်ကမာနမကြီးတတ်ပါဘူးဒီအချိန်မျိုးမှာကိုကလည်းစွန့်နှောက်မစေကြတော့ပါဘူးပါဇက်ကအာစေးထဲထားသလိုဖြစ်နေပါပြီဟောဆရာလွင်နဲ့ရုပ်ရှင်မင်းသားလေးနဲ့တွေ့နေကြပြီအမေရုပ်ရှင်မင်းသားလေးကဆရာလွင်ကိုလက်အုပ်ချပြီးဂါရဝပြုတ်တပြားဆရာလွင်တို့များနော်ဒီနေ့ခေတ်လူငယ်တွေနဲ့လဲဝင်ဆန်းတော့မယ်ဘွာရောင်လက်မှတ်ရတဲ့ပုဂ္ဂိုလ်များကျွေးရုံကိုကြွပါခင်ဗျာတန်ကျက်စစ်မှဖိတ်ခေါ်တန်းပေါ်ထွက်လာသဖြင့်ကျွေးရုံတို့သွားခဲ့ရ၏ထမင်းစားပြီးပြန်လာတော့ဧည့်သည်အသစ်တွေထပ်ရောက်ပြီးပြည့်ကျက်နေသဖြင့်မန်းတက်ထဲကိုပြန်မဝင်ဖြစ်တော့အိမ်ကိုသာပြန်လာခဲ့တော့၏ဆရာလွင်ငါ့ကိုမမှတ်မိဘူးနော်မမှတ်မိတာဘာစမ်းလဲငါကလည်းအရင်တုန်းကပတလားတင်ငွေမှမဟုတ်တော့တာငါရုပ်ကလည်းပြောင်းခဲ့ပြီအရင်ကပတလားလက်ခက်ကိုင်းခဲ့တဲ့ငါလက်တွေကလည်းထုံးတုတ်တန်ခြားသေးတုတ်တန်တွေကိုပြောင်းပြီးကိုင်းနေခဲ့ရပြီလေလမ်းထက်ရောက်၍မင်္ဂလာခမ်းမကိုလှမ်းမြင်ရသည်နဲ့စိုက်ကားကိုကရန်ကမန်ရက်ခိုင်းလိုက်ရ၏ဒါတောင်စိုက်ကားသမားကခမ်းမရှိထိလိုက်ပို့ပါမယ်တပည့်ကဲ့နဲ့လောကွယ်လျှော်သည့်သဖြင့်တော်ပါပြီကွယ်ဒီညမှာပဲရပ်ပါတော့ဟုမနေ့ပြောယူရသည်ဘာပဲပြောအစီရထားတဲ့မင်္ဂလာပွဲလာကားလှလာတွေရဲ့ရှိကစိုက်ကားနဲ့ဖြတ်ပြီးသွားရမှာချစ်တယ်လို့ယွန်းတယ်လို့ဖြစ်မိတာတော့အမှန်ပဲအင်းငင်သောဂီတသံများလွှမ်းခြုံဖြတ်ကျင်နေကြသည့်မင်္ဂလာခမ်းမတွင်သို့ဝင်လာခဲ့၏အဝင်ဝ၌မင်းမပြိုလေးများကသရိုးသားသရိုးသမီးအမိပါသောကပြားလေးတစ်ခုနှင့်စီဂရက်တလိပ်ကမ်းပေ၏စပွဲလက်တစ်လုံးမှာဝင်ထိုင်ရင်ကိုတင်ငွေသာပါလာရင်တော့ဒီဝိုင်းကိုတိတ်တဘောကြမှာပဲဟုတွေးနေမိသည်ဘိုးတော်ကကိုတင်ငွေကပဒလာတီးပြီးမိမိကစီဝါကိုင်ကသရှင်းဆိုခဲ့ပုံများကိုပြန်သတိရနေမိသည်ဒါနဲ့မမြခင်တယောက်မတွေ့ရသေးပါဟာဘယ်နေရာမှာဘာလို့တည်းများရှုံနေလို့ပါလဲအေးလေသရိုးသမီးမိခင်ဆိုတော့အလုံးများပြီမှာပေါ့မမြခင်နဲ့တွေ့လို့ကတော့လက်မောင်းကိုဆွတ်စိတ်ပြီးငယ်ကျုံငယ်နာတွေပြန်ပေါ်ရင်စလိုက်ကြောင်လိုက်ဦးမယ်ဦးလိုက်တဲလိုက်မရေမောရတာကြာလှပြီလေဗိသိက်ဆင်ပေါ်တက်လာပြီးအခမ်းအနားစာရင်အလုံးငြိမ်သက်စွာထိုင်နေကြသည်ဗိသိက်ဆရာကပနာမစကားပြောခြင်းသရိုးသားနဲ့သရိုးသမီးကိုပွဲထုတ်ခြင်းလက်ထပ်ပေးခြင်းမင်္ဂလာစကားပြောခြင်းကျေးဇူးတင်စကားပြောခြင်းမင်္ဂလာအခမ်းအနားအောင်မြင်စွာပြည့်စုံကြောင်းကြေညာခြင်းတို့ကိုအစဉ်လာအတိုင်းပြုလုပ်သည်မမြခင်အားတွေ့လို့မြင်လေစိတ်ပြင်းပြနေသောဒေါ်ချင်းယုံမှာအခမ်းအနားပြအောင်မနေအောင်ဤနေရ၏တွေ့ချင်တာပေါ့တော့မမြခင်တို့နဲ့ကျုပ်တို့နဲ့အင်ဂျင်ကပ်နေလာကြတာမမြခင်တို့အခုလိုဆိုင်ကြီးကနာကြီးနဲ့မဖြစ်ခင်နေမရနှစ်ယောက်အချုပ်စလေးတစ်လုံးနဲ့တပုတ်ကိုလောက်ကင်စားတော့နေစဉ်ကလေးကကျုပ်တို့နဲ့ခင်မင်လာကြတာသူနဲ့ကျုံနဲ့သူနဲ့ကလက်ဖက်အတူတုပ်ဆပဲဈေးအတူသွားပဲတွေဟိုမှာမမြခင်မဟုတ်လားသွားနှုတ်ဆက်အောင်မှာမမြခင်နဲ့သရိုးသားသရိုးသမီးတို့ကထိပ်ပိုင်းရှိလူကုန်တန်းစပွဲဝိုင်းများဘေးမှာရရင်ဓာတ်ပုံရိုက်ခံနေကြ၏ကင်မရာမီးအောင်တလက်လက်တွင်စိန်ရောင်ရွှေရောင်တွေတိုးပြက်နေသည်ဒေါ်ချင်းယုံတယောက်
ရှေးလန်းယူနှေးခဲ့ရ၏။အိုးသွားလို့မဖြစ်ပါဘူး။ပို့ဘဝရှပန်ပို့နှင့်ကျိုးကြီးဂျိတ်တွေကြမှာစိန်ကလေးပါအင်ကြီးအနှွမ်းလေးကသွားနှုတ်ဆွရင်မမြခင်တို့ကိုဂုံတီညှို့နှံ့အောင်လောက်ရရောက်တော့မှာပေါ့။မတော်တဆတပ်ပုံထဲများပါသွားမှဖြင့်လှနေတဲ့မြင်ကွန်းလေးငါကြောင့်ကြည်တံတော့ပါရော့မင်းတော့မစစ်တော့ပါဘူး။မမြခင်မြင်စီဖြစ်စေမမြင်စီဖြစ်စေမင်္ဂလာဆောင်ကိုရောက်ဖို့ကဗราနာပဲမဟုတ်လား။ဒေါ်ကျင်ယုံသည်တင်းထားသောစိတ်ကိုအဆုံးတိုင်ချော့ချပစ်လိုက်၏။နေသာထိုင်သာရှိသောသဖြင့်ရေပျော်စပြုနေသောရေခဲမုတ်တစ်စုံကိုကော်စားလိုက်သည်။ထို့နောက်စပွဲမှထသည်ထီလက်မှတ်ထဲ၍ပိတ်ထားသောစာရီလေးတစ်လုံးကိုငွေဖလားတဲ့သို့ထဲလိုက်ရင်းမင်္ဂလာခမ်းမာထဲမှခက်ရို့ရို့ထွက်လာခဲ့၏။ဒေါ်ကျင်ယုံကအကျော်ဆန်းများကိုပလတ်စတစ်အိမ်ငယ်များထဲသို့ထည့်နေသည်။ဖို့တင်ငွေကကွန်းရွက်ပန်းကိုရေဆိုးဝတ်စာဖြင့်အုပ်ထားလိုက်ပြီးဒေါ်ကျင်ယုံအနိမှလာထိုင်၏။မင်္ဂလာဆောင်ကတော့စီးလိုက်တာတော့မပြောပါနဲ့တော့ဆရာလွင်တို့အလူကောစီးရလားအေးကွစီးတယ်ဒေါ်ကျင်ယုံကလက်ဖက်စလုံးထဲမှလက်ဖက်သားနှင်းငယ်ကိုနှိုက်ယူလိုက်ပြီးလက်ထဲတွင်အတောင်းလေးဖြစ်အောင်ဆုပ်သည်ထို့နောက်ပလတ်စတစ်အိတ်ထဲသို့တွင်းလိုက်၏ဖို့တင်ငွေကဖျောင်းတိုင်းတိုင်းကိုမိညှိ၏ကျော်စံထဲထားသောပလတ်စတစ်အိတ်တိုင်းကိုကောက်ယူသည်အဝဘက်မှအနံ့များကိုတံပေတံမှတင်၍ခောက်၏ဖျောင်းတိုင်းမိတော့တွင်ဘယ်ညာ၍အလိုက်တင်ပူပေးရင်ပလတ်စတစ်အိတ်ကိုပိတ်သည်မမြခင်ကတောင်တော့ကိုမင်းနေသေးတယ်ကိုတင်ငွေကြီးအရင်လိုကြမ်းကြမ်းမှာပဲလားတဲ့ဒေါ်ကျင်ယုံကဘန်းထဲမှအကျိုးဆန်းထဲထားသောပလတ်စတစ်အိတ်ကလေးတွေကိုစီသလိုလိုနှင့်မျက်နာကိုတစ်ဖက်သို့လွှဲထားရင်ပြောသည်မင်းကိုလည်းဆရာလွင်ကမိချပါတယ်ကွာကျင်ယုံတယောက်ရောအခုသရှင်ဆိုသေးလားတဲ့လမ်းမတော်အောင်ထိရင်ဖို့တင်ငွေကပြန်ပြောလိုက်လေသည်ဇလန်းလေးကတော့ဤတွင်ပြီးဆုံးပါပြီဘုရုတွေလေးကိုကြိုက်နေတဲ့ဆိုရင်လိုက်ရန်ချဲလေးလုပ်ပေးကြပါဦးလို့တောင်းဆိုပြရတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေ